အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အတီးအရွက်ကိုအရေးတောက်ချက်စားရအောင်လဲအရင်ကြိုက်တဲ့သူဆိုတော့မပါမဖြစ်အရေးတောက်တစ်ခွက်လေးနဲ့ရှင်းမယ်ပေါ့နော်ယူနီလေးတက်လိုက်တယ်အရသာအတွက်စားနဲ့ပန်းငယ်ပြရဲ့အချီလေးကိုထည့်လိုက်တယ်ဒီယူနီလေးပွက်လာတဲ့အခါမှာကျမကဒီ cheese toast ဘူးလေးတွေကိုအတုံးလေးတုံးထားပြီးတော့ထည့်လိုက်ပါတယ်ထည့်ပြီးတော့နည်းနည်းလေးပြန်ပွက်အောင်ထားတယ်ပြန်ပွက်လာတဲ့အခါမှာကျမမှရှိတဲ့အရွက်တစ်မျိုးကိုကျမထည့်လိုက်ပါတယ်ဒီနေရာမှာကိုစားချင်တဲ့အရွက်လေးထည့်ချက်လို့ရပါရင်တော့အရသာကကျမကတော့အရွက်လေးနဲ့ cheese toast ဘူးလေးနဲ့ထည့်လိုက်ပါတယ်အရွက်ကတော့ခဏလေးနေနွမ်းနေဆိုတော့ကြတော့ကျမအကြာကြီးတည်ကြမလို့ပါဘူးเนาะစီလေးကတော့နည်းငယ်လေးထည့်လိုက်သေးပါတယ်ပြီးတော့အပေါ်ကနေကြက်ဥတစ်လုံးခောက်ထားလေးကိုလာပြီးတော့ဖြူပေးလိုက်ပါတယ်ဒီရေလေးကကျမကြိုက်တဲ့အတွက်ခဏတိုင်းလေးဆက်စားပစ်ပါရဲ့ချင်းဒါဆိုရင်တော့အရွက်လေးလည်းဤပြီဆိုလို့ရှိရင်တော့ပူပူလေးနဲ့စားကနာနေမှာငရုတ်ကောင်းမောင်